ေရှာယငါခတိကျမ်းမှာဖတ်ရှုခြင်းအိုဣသရေလတင်းဒီငါ၏ကျွန်ဖြစ်၏တင့်အားဖြင့်ငါဘုံသည်ထင်ရှားလိမ့်မည်ဟုငါအားမိန့်တော်မူ၏ငါသည်ထာဝရဘုရားရှိတော်၌အတည်ထင်ရှား၍ငါ၏ဘုရားသခင်သည်ငါကိုခိုင်ခိုင်စေတော်မူသည့်အကြောင်းလေးတကားဣသရေလမျိုးသည်အထံတော်၌စုဝေးခြင်းကိုမခံတော်လဲငါသည်ယာကုပ်မျိုးကိုအထံတော်သို့တပံဆောင်ခဲ့ရသောကျွန်ဖြစ်စေမည်အကြောင်းငါကိုအမိဝန်ထဲမှစာ၍ဖန်ဆင်းတော်မူသောထာဝရဘုရားမိန့်တော်မူသည်ကားသင်သည်ယာကုပ်၏အမျိုးနွယ်တို့ကိုချီးမြှောက်ခြင်းဘေးလွတ်သောဣသရေလသားတို့ကိုအရင်ကဲ့သို့ဖြစ်စေခြင်းအလို့ငါသာငါအမှုကိုဆောင်ရွက်တော်မူသည်တာမညာအမှုဖြစ်၏ထိုအမှုမကသင်သည်မြေကြီးစွန်းတိုင်အောင်ငါ၏ကယ်တင်ခြင်းကိုပြုစင်တော်ငါသင်ကိုတပါးမျိုးသားတို့လင်းเสียဖို့ငါခန့်ထားသည်ဟုမိန့်တော်မူ၏ဘုရားသခင်နှုတ်ကပတ်တော်ပေသည်